真係邊度將快達利 Joshua Bennett 將我表姐叫嘛？真係快達利個，每個人一般都弄個數的數米的數，但係肯定要嚟所以叫我邊得嚟個差別嘢嘅。呢啲看埋咧 note，咁啊就 MMA media 字的酷噶，真係快達利個數前面 like 啲嘛喂，啲搞到咯，但係 like 的數個別數嚟數咯 ，regular all the year 數ဖြစ်ပါတယ်。ဒီစုကိုတမတ်ပြီးလိုက်တဲ့ media ကတော့ MMA fighting media UFC ရဲ့သတင်းတွေဆိုရင်ပြန်နိုင်တင်ဆက်နေတဲ့ media မျိုးလို့တော့ပြောလို့ရတယ်။ဒီလိုတဲ့ဌာနမျိုးကြီးကကျွန်တော် fighter link ကို2025ခုနှစ်အတွက် Bay to Fighter of the Year ဖြစ်တမတ်လိုက်တာဖြစ်ပါတယ်။ဒီကြောင်းရလေးကိုပြန်ပြီးဆက်ရမယ်ဆိုရင်တော့ Joshua Bennett ဒီလိုစုံမျိုးရတာဒါကပထမဆုံးကြိမ်မဟုတ်ပါဘူးမိခင်ရဲ့ပိုင်းတန်းက ESPN နဲ့တက်မှတ်ခဲ့တဲ့နေသားမှာလဲဒီလို Breakthrough of the Year Fighter စုမျိုးကိုရရှိခဲ့တယ်အဲဒီတော့ကတော့ Fight of the Year ဆိုတာတွေ့ပြီးရတယ် UFC ကနေတက်မှတ်ခဲ့တဲ့ Fight of the Year ဆိုလဲရတယ်အဲ့လိုအကြောင်းရင်းတွေကြောင့် Joshua Bennett လက်လော့အနေသားမှာတော့စစ်စစ်နေတစ်ခုပြီးတစ်ခုတက်မှတ်ခံနေရတယ်ရလောကနေတက်မှတ်ခဲ့တဲ့ Fighter of the Year ဆိုလဲရရှိထားတယ်တလူတော့အကြောင်းရင်းတွေကြောင့်2025ခုနှစ်ဟာ Joshua Bennett ရဲ့နှစ်လို့ပြောလို့နေပါပြီမကြခင်မှာတော့ MMA လောကရဲ့ Oscar ဆုလို့တင်စားထားတဲ့ World MMA ဝက်စုဝေးပွဲကြီးလိုက်ကျင်းပတော့မှာပါဒီပြပွဲမှာလည်းကျွန်တော် fighter လေးကထပ်ပြီးအောင်ပွဲခံမယ်ဆိုတာတန်တဲ့ဖြစ်စရာမလိုဘူးအဲ့ဒီတော့နောက်တဲ့ဘယ်သူတွေကထပ်ပြီးတော့ဘလို့စုစိရအောင်မလဲကျွန်တော် fighter လေးကိုဘယ်သတင်းဌာနတွေပဲဖွဲ့စည်းတွေကတက်ပြီးစုတည်တဲ့ချင်းမြအောင်မလဲဆိုတာဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ပါနောက်ဆုံးအနေနဲ့တုံ့ပြန်ခြင်းတဲ့ဒလန်ပေါ်ကတော့ Paulo Costa နှုတ်ထွက်သွားတဲ့ dream ဖြစ်ပါတယ် UFC ကမိခဲ့တဲ့ရပိုင်းတွန်းကပဲဒီမက်လပထမပတ်စင်မှာရှင်းမမဲ့ UFC 320 system ဝဲအတွက် Rocket Power နဲ့ design တွေကိုချပြခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်တို့နဲ့ရင်းနှီးတဲ့ Rania တွေလာရဲ့တွဲဆိုင် Paulo Costa ရဲ့တွဲဆိုင်စသဖြင့် middleweight တန်းကတွဲဆိုင်ကောင်းတွေကိုပါဝင်ထားတဲ့ဆိုတဲ့အကြောင်းကိုဒါကျွန်တော်ပြည်သက်တွေကိုချပြခဲ့တယ်။ဒါလို့ချပြလို့မှမချသေးဘူး။ Paulo Costa ကနှုတ်ထွက်လိုက်ရပြန်ပါပြီ။ဒီအကြောင်းအရာကိုတော့သူ့ရဲ့ပြန်ပတ် Bruno Ferreira ကပြည်သက်တွေကိုစပြီးချပြခဲ့တာ။ဘယ်လိုပုံမျိုးချပြခဲ့တာလဲဆိုတော့ Paulo Costa ကတော့နှုတ်ထွက်သွားပြီး Roman Dolce နဲ့စားဝင်လာအောင်လားဆိုတဲ့ပုံမျိုးနဲ့စင်ကောလိုက်တာဖြစ်ပါတယ်။ချက်ပြရရင် Paulo Costa ကတိုကီဖုန်တဲ့နေရာမှာတော့အရန်ကိုလေ့ကျင့်ရတဲ့တို့လိုတွေပဲတို့ကအခုလိုပုံမျိုးနဲ့နှုတ်ထွက်ရတဲ့အချိန်ပေါင်းကမနေတော့ပါဘူး Paulo Costa UFC မှာထိုးတဲ့ဘွဲအရေးအတွက်နဲ့နှုတ်ထွက်တဲ့ပုံမျိုးရှင်းကြည့်လိုက်မယ်ဆိုရင်နှုတ်ထွက်တဲ့အချိန်ရေးအတွက်ကတော့များလွန်နေပါတယ်ဒါကြောင့်မလို့ UFC မှာတချို့သော fighter တွေကတိုကီဖုန်တဲ့ဝဲထွားမဲ့အနေထားတွေကနေခဏနှုတ်ထွက်ရတယ်ဆိုတာဒီသက်တွေကိုသိစေချင်ုံနာဖြစ်ပါတယ်ဆီလာမန်နေဒီမှာလည်း MMA လောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ